လမ်းမကန်းကနေလူတယောက်ရှော့လာပါတယ်သူပထမဆုံးမေးလိုက်တဲ့စကားကချမ်းဖင်အန်ကိုအကြက်ရိုက်စေခဲ့ပါတယ်အဲ့ဒီလူကတော့ချမ်းဖင်အန်တစ်ချိန်လုံးလွမ်းဆွတ်တန်းတာနေရတဲ့နှင်းရောင်ပါပဲသူမကဘာလို့ငါစီပိုးတဲ့စာတွေကရွှမ်းရှို့ရေးပြီးထားတာတွေပဲဖြစ်နေရတာလဲလို့တတိကီမေကွန်းထုတ်လိုက်ပါတယ်ဒီလိုအထက်အန်တရရှိတဲ့မေကွန်းကိုချမ်းဖင်အန်ကပါပါနတ်နဲ့ပဲလမ်းကြောင်းလွှဲလိုက်ပါတယ်မတွေ့ရတာကြာပြီနော်တဲ့နှင်းရောင်နဲ့ခွဲခွာရတာအိမ်မကြသေးမှုဆိုပေမဲ့ချမ်းဖင်အန်အထွက်ကဒီအချိန်တွေကခရီးမိုင်ပေါင်းထောင်ချီရှောက်လန်းခဲ့ရတယ်လို့လက်တီးချက်ပေါင်းတန်းချီလေ့ကျင့်ခဲ့ရတယ်ပါပဲနှင်းရောင်ကတခုခုပြောတော်မယ့်အချိန်မှာချမ်းဖင်အန်ကဖျက်ပြောလိုက်ပြီးသူ့ရဲ့ရပူးကိုထုတ်ကအမြန်တငုံတောက်လိုက်ပါတယ်ရင်ထဲမှာပြောချင်တဲ့စကားတွေကအပြေဆိုပေမဲ့နှုတ်ခမ်းဖျားမှာတော့တဆို့နေခဲ့ပါတယ်မင်းကငါတကယ်နဲ့တက်တာပါနှင်းရောင်ကတော့ချမ်းဖင်အန်ကိုကြည့်ပြီးဒီကောင်ငါ့ဘောတခုခုမှထားလို့လားဆိုပြီးတွေးနေတာပါဒါပေမဲ့သူမလုံးဝမမျှော်လင့်ထားတဲ့အရာကတော့အရက်ရှင်နဲ့ရဲဆေးတင်ထားတဲ့ချမ်းဖင်အန်ကသူမကိုတက်တဲ့ကြီးအချီဝင်ခံလိုက်တာပါပဲလူငယ်လေးနဲ့မိန်းကလေးနဲ့ယောက်သားတယောက်ကိုတယောက်စိုက်ကြည့်နေကြပြီးအရာအလုံးကအစင်ကြီးချောင်းမွေတော့မဲ့ပုံပါပဲဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့နှင်းရောင်ကမတက်ရလိုက်ပြီးထူဆန်းတဲ့အမူအရာနဲ့စကားတခုံဖြိုးချလိုက်ပါတယ်လူတယောက်ကိုနှစ်သက်ရတာဒီလောက်တောင်အရေးကြီးနေလို့လားတဲ့ချမ်းဖင်အန်တယောက်ပါပြန်ပြောရမှန်းမသိဆွမ်းအားသွားချိန်မှာနှင်းရောင်ကလေကားထိပ်ကနေဆင်းလာပြီးသူ့အဝေးကြီးကနေတဲလာပြီးတဲ့နှစ်ပယောက်ထားကိုယူကလွှဲထွက်သွားပါတော့တယ်တစ်ချက်ကလေးတောင်ရက်မကြည့်သွားပါဘူးသူမလက်ကလေးတစ်ချက်ဝေးရန်ပြပြီးနှုတ်ဆက်သွားတာကိုကြည့်ရင်ချမ်းဖင်အန်ရဲ့ကဘာကြီးတစ်ခုလုံးရတန်းသွားသလိုခံစားလိုက်ရပါတယ်သူလိုက်သွားချိန်ပြီးမဲ့ခုနကဝင်ခံလိုက်တဲ့စကားတွေမှာသူရဲ့တတိနဲ့ခွန်အားတွေအကုန်ပါသွားခဲ့ပါပြီသူလေကားထင်မှပြန်ထိုင်ရင်ကလေးတယောက်လုံးတယောက်တည်းရည်လွနေမိတာကမင်းကလေးအရင်ကမင်းကိုနှစ်သက်လာလို့မေတော့ကငါကမရှိပါဘူးလို့ပြောခဲ့တယ်အဲ့တုန်းကမင်းစိတ်မဆိုးခဲ့ဘူးဒါပေမဲ့အခုငါမင်းကိုအရာနှစ်သက်နေပြီလို့ပြောတဲ့အခါမှာတော့မင်းကမပြောသလိုပဲနော်တောင်းပန်ပါတယ်ချမ်းဖင်အန်တယောက်အသေးကွဲလို့အားငယ်နေတဲ့အချိန်မှာပဲတက်လက်ပိုင်စနီးမောင်နဲ့တဆုံရောက်လာပါတယ်အဲ့ဒီအမျိုးသမီးကချမ်းဖင်အန်ကိုအဆောင်တစ်ခုကိုလိုက်ပြဖို့ဖိတ်ခေါ်ခဲ့ပါတယ်ချမ်းဖင်အန်ကလည်းတခြားသွားစီရမရှိတာနဲ့သဘောတူလိုက်ပါတယ်ဒါပေမဲ့ချမ်းဖင်အန်မသိတာကတော့အဲ့ဒီစနီးမောင်နဲ့ဟာတခြားသူတွေမဟုတ်ပဲနှင်းရောင်ရဲ့မိဘတွေဖြစ်နေတာပါပဲသူတို့ဟာအရင်ကစစ်ပွဲမှာကြာဆုံးသွားခဲ့ပြီးမြဲဒါနဖယားကြီးကစီးမျိုးညီတွေဖောက်ပြီးသူတို့ရဲ့ဝိညာဉ်ကိုထိမ့်ပေးထားခဲ့တာပါရောက်ခါမှာလုံးနေနဲ့မမျော်လင့်ပဲတွေးဆုံရတော့မဲ့ချမ်းဖင်အန်ရဲ့ကံကြမ္မာကဘာဆက်ဖြစ်မလဲသူရဲ့အခြေကြီးကတော့ဒီမှာထင်လန့်ဆုံးသွားပြီလား